လူတွေကသူ့ကိုပြောကြတယ်မင်းကတာမန်တက်တုံးလေးနဲ့ပဲတန်နေတဲ့သူတို့မျက်လုံးထဲမှာသူ့အစွမ်းအစားကိုမမြင်ကြဘူးတန်ဖိုးမရှိတဲ့တက်သားအစားနဲ့တွေလိုပဲသဘောထားခဲ့ကြတယ်ဒီစကားတွေကသူ့ရင်ကိုဓာတ်နဲ့မှွေးတယ်လို့ပဲဒါပေမဲ့ဒီနေ့မှာတော့သူဆုံးဖြတ်ချက်ချလိုက်တယ်စကလုံးကြီးနဲ့ပြန်မတုံ့ပြန်တော့ဘူးသူ့ရဲ့အလုံးနဲ့ပဲတက်သေးပြမယ်လို့စိတ်ပိုင်းဖြတ်လိုက်တယ်အထင်သေးခံခဲ့ရတဲ့ဒီတက်တုံဒီကိုပဲအသက်ပြန်ထွင်ဖို့သူစ조사တော့တယ်နှုတ်အတိုင်းကသူ့ရဲ့ခိုင်မာတဲ့စိတ်တက်ပဲတိုင်းတာမှုတိုင်းကအမားအယွင်းမခံဘူးတစ်သားနှမျိုးကိုသူပေါင်းဆက်လိုက်တယ်ကွဲပြားမှုတွေကြားကအလှတရားကိုရှာဖွေတာပေါ့အမိုက်လိုထင်ခဲ့တဲ့အရာတွေကသူ့လက်ထဲမှာထဖြည်းဖြည်းပုံစံပေါ်လာပြီးကော်ရီနဲ့ဆက်ညက်နဲ့ဖိသူ့ရဲ့နာကျင်မှုတွေကိုကုစားနေတယ်လို့ပဲအခုအရေးကြီးဆုံးအပိုင်းရောက်ပြီးဆက်လေတန်ကသူ့ရင်ခုန်တန်တဲ့အပြိုင်ပဲအကျန်းထဲဘဝကနေလှပတဲ့ပုံစံတစ်ခုဖြစ်လာဖို့သူရဲ့စူးစိုက်မှုအားလုံးကိုဒီနေရာမှာပုံအပ်လိုက်တယ်လွှားစာမုံတွေလွင့်စင်သွားတိုင်းသူ့ရဲ့အတိတ်ကအဆိုင်အခဲတွေကြေမွသွားလို့ပဲလက်တစ်ချက်မားတာနဲ့အရာအားလုံးအလဟတဖြစ်သွားနိုင်တယ်ဒါပေမဲ့သူ့လက်တွေကမတုံလို့မှုနှစ်ပေါင်းများစွာစူးစမ်းခဲ့တဲ့အတွေ့အကြုံတွေကလမ်းပြနေတယ်ကောက်ကြောင်းလေးတွေပေါ်လာပြီးကြမ်းတမ်းတဲ့အပြင်ခွန်တွေကွာကျသွားပြီးအတွင်းထဲကအလှတရားတွေပေါ်ထွက်လာတယ်ဒါဟာတစ်သားတင်မကဘူးသူ့ဘဝအထက်ပါပုံဖော်နေတာစက်ကိုရက်လိုက်တဲ့အချိန်မှာတော့လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်အထင်သေးခံခဲ့ရတဲ့တစ်တုံးလေးတွေနဲ့ဘသူမှမထင်ထားတဲ့လက်ရာမွန်တစ်ခုဖြစ်လာခဲ့ပြီဒါဟာပန်းဦးတစ်ခုထက်ပိုပါပြီဒါဟာသူ့ရဲ့လွတ်မြောက်မှုသူ့ရဲ့အောင်မြင်မှုပဲဒီလက်ရာကိုအမတ်ဆယ်မှာဘလောက်ပေးချင်လဲ comment မှာရေးခဲ့ပေးပါဒီလိုဗီဒီယိုတွေထပ်ကြည့်ချင်ရင် like and subscribe လုပ်ထားဖို့မမေ့နဲ့နော်